ဒီနေ့က23ရက်နေ့ဆိုတော့23ရက်နေ့ဆိုတော့ဘာလဲဘူးဝမ်းဖြစ်လိုက်တော့မယ်ကွာကဲအရင်ဆုံးရေအေးချမ်းအောင်လို့ရေလေးတချိုးတာအောင်ပဲရေလေးကအေးမြနေရပဲဒီနေ့ရာဒီဥစုတွေကအရန်ဟိုမှာတိုက်ရတာပဲတိုက်ရလိုက်တာကဲငါလည်းအင်ကြီးနဲ့တက်လေးလေးကောင်းမယ်ကွာဟိုမှာအင်ကြီးလေးလေးကောင်းမယ်โอเคအင်ကြီးလေးကိုလေးလိုက်ပါရဲ့ရှင်ကဲအင်ရကြောင်ကလေးပေါ့နော်ကစ်တီလေးပါဟိုင်းကစ်တီမတွားခင်ရမယ်အိမ်လုံးကိုလို့ပေးလိုက်ပါဦးပဲဟာတွားခင်ပေါ့နော်21ရက်နေနေကိုအိမ်ရအမေကိုလို့ပေးပေးပါရဲ့ကဲချိုးပေါ့နော်ဘာလို့ရမလဲဆိုတော့အရင်ဆုံးမေရှင်ကတော့ကျန်းတိုင်းရမှာဖြစ်ပါကဲတပြက်စီးတွားယူလာမယ်တပြက်စီးကဒီဂျားလေးထဲမှာရှေ့လျှော့ချူးမတွားလို့တပြက်စီးမဟုတ်ကျန်းတော့ဝဲကျန်းတော့ဝဲလို့ချူးပေါ့နော်အိမ်ုံတောက်နေကြပါဒီနားလေးတောက်မယ်ဒီနားဖုံပေါ်ရော့ဆိုပါအုပ်တွေတောက်မယ်ရော့ကွာရော့တောက်မယ်ဒီနားချိုးဒီဂျားတွေတောက်မယ်အောက်ကဒီတောက်မယ်နောက်တစ်ခုကရောဖုံရှင်းနေရဒီနားခဏနေရတော့ရော့ချူဗီဒီယိုလေးရှင်းပါမှာပေါ့နော်ချူအိမ်ခန်းထဲဟာလီတောက်လိုက်တယ်ပေါ့နော်နောက်ပြီးတော့ချူပေါ့နော်ရေချိုးခန်းထဲဘာညာကလကအမှုတောက်လိုက်ပါကဲနောက်ပြီးတော့ပြန်ထားလိုက်ပါနော်ဒီနားမှာဒါတော့23ရက်နေ့အတွက်ကိုမိပါဖြစ်ဖြစ်ကိုပူပွားရောကိုကြီးလောက်ဆောင်ပေးရမှာဖြစ်ပါတယ်ကဲအရင်ဆုံးချူပေါ့နော်မမအတွက်ဟင်းချက်ပေးလိုက်ပါမယ်အမေဒီနေ့ဘာချက်မှလေးပြောလိုက်ဒီနေ့အမေဘဲဥချက်မယ်နောက်ပြီးတော့ဘဲဥချက်ပြီးတော့ကစုံရက်ချက်မယ်နောက်ပြီးတော့ကြက်သားချက်မယ်ပေါ့ဟာအဲ့တုံးမျိုးလေးပေါ့တမီးရဟုတ်အမေဒီခဏလာအမေဒီနားမှာခဏထိုင်နေအောင်နော်တမီးဒီမှာချက်လိုက်အောင်မယ်အေးโอเคချူဒီတဲ့ကဒေအိုးရှာလိုက်ပါဒေအိုးချူရေရဲတက်တာမှာမေးရပြောဘဲဥရှိရဲကဲဘဲဥယူလိုက်ပဲထည့်လိုက်ဘဲဥကပြောတော့မပြောရတယ်ဗောနော်ဒါပေါ်ချူပြုတ်တဲ့ဥယူလိုက်ပါဥဒီမှာပြုတ်ပြီးဒီမှာပြုတ်တဲ့ဥပြုတ်ယူပြီးတော့ဒီနောက်တော့ထားလိုက်နော်ဘဲဥထည့်လိုက်အောင်ပဲဘဲဥရထည့်ပြီးပါပါကွာဒီအရင်စောဟိုလို့ဒီလုံးလိုက်ပါနော်အရင်ဆုံးဘောနော်ကျူကလကလေးနည်းနည်းပိတ်လောက်မယ်နေကနည်းနည်းပူရောလေနေကနည်းနည်းပူဒီနားလေးနည်းနည်းပိတ်လောက်ကဲအရင်ဆုံးဘောနော်ချူပါလို့ရင်ကောင်းမယ်တိုင်းမယ်ဘောနော်ကဲချူးမေကိုဘဲဥပြုတ်တဲ့အချိန်မှာချူးမေကိုနှိပ်ပေးလိုက်တယ်ဘောနော်ဟာငါဘလို့နှိပ်ရအမေကိုဘဲဥမချက်ခင်မှာချူးအမေကိုချူးမေကိုချူးအားနဲ့ပေးလိုက်ပါချူးမေရောနားညံနေစားပါနော်နောက်မှပဲပြောမယ်ကဲโอเคโอเคဘဲကိုကြက်ပြီပေါ့နော်ဒါလေးခဏလည်းဘဲကိုတူအားမှာဆိုလို့ကျူတဲ့ဦးလေးတပ်ပိတ်လိုက်ပါတဲ့ဦးလေးတပ်ပိတ်โอเคနိုင်ကွက်လောက်အမေကိုနှိပ်ပြီးရဲ့ချိန်မှာချူးလေးပေါ့နော်ပြန်ပြီးဝဖြစ်လိုက်ကဲဘဲကိုတော့ချက်လောက်မယ်ရော့ချက်လိုက်ပါဦးမယ်ကွာအရင်ဆုံးဒီတဲ့ကဇိုးနေဘာညာကယူလိုက်အောင်မယ်ကဲယူလိုက်ဦးမယ်ကွာရော့တမွေလိုက်ပါဦးမယ်ကွာရော့အမွေမလုံးကြီးပေါ်ကြနာပဲဥပါလေရော့အဲ့ဒါနဲ့ချူအိမ်မှာချူလေးကတော့ဟင်းချက်နေခဲ့ပါအဲ့ဟာနဲ့စက်တစ်ထိုးသွားတဲ့အချိန်ကဲချက်တော့ချက်ပြီးသွားပြီပေါ့နော်ချူရမမတော့ခေါ်လာမေးရေးဒီမှာသမင်းစားလို့ရပြီနော်မင်းကဒီနားမှာထိုင်ရောမင်းကဒီနားလေးမှာထိုင်မေသမင်းစားလို့ရပြီနောက်ပြီးတော့ချူဒီမှာပကံသွားယူဒီမှာပကံပဲနော်ပကံရဲ့အပေါ်ကရေလေးတစ်ခွက်ယူမယ်ဟေးမြို့သမင်းတဲ့ပြီးရင်မှာရှူလဲစားလိုက်ပါကဲကြုံရွက်လေးပေါ့နော်ဒီနားကြုံရွက်လေးပဲကဲသမင်းလေးစားလိုက်ပါအောင်မယ်စားကြပါအောင်ကြက်သားနဲ့ဘဲဥနဲ့ပစုံးရွက်ပေါ့နော်ဘဲဥကတော့သမင်းအောင်မြုပ်ကဲစားလိုက်ပါအောင်မယ်ကွာအဲ့နဲ့စနေလိုက်ထိုးသွားခဲ့ပါရင်ကဲချူဒီနားမှာဗာလေးမသိဘူးဒါလေးကိုဗီဒီယိုလေးမောက်တဲ့အတွက်ဒီကံမကြည့်ပေးပါအဲ့လိုတောင်းမှပါဟိုတော့ချူဆွဲချင်းလေးနဲ့ချူရဲ့အဖွားအိမ်ကိုထွက်လာခဲ့ပါထွက်လာပါမယ်ကွာ
ကဲကားလေးနဲ့စီးပြီးတော့ချူရဲ့ဖူးဖူးဖွားဖွားနေရဲ့အိမ်ကိုတားမယ်ပေါ့နော်ချူရဖူးဖူးဖွားဖွားနေရဲ့အိမ်ကရောခဏမျိုးဆက်မောင်းလိုက်အောင်မယ်ဆက်ကဟိုနားမှာတွေ့ပြီရေကဲအော်စတာအိုးလူကဲရပြီโอเคဒီနားလေးတွားမယ်ဟဲ့တကားပွင့်အောင်ရော့ပွင့်မယ်ဖွားတို့ကပေါ်ရှုံးထက်မှနေရအဲ့ဒါနဲ့ကျူလဲတနေ့ကစောင်းနေခဲ့ပါဒီကတော့အပေါ်ဆုံးတက်ဖို့တော့ကြာသေးရပေါ့နော်အဲ့ဒါစောင်းလိုက်အောင်မယ်ကဲရောက်ပြီဖူးဖူးရေဖူးဖူးဟိုမှာငါမြည်ပါလားတမီးလေးလာပါအောင်နော်ဒီမှာမင်းရဲ့ဝေထိုင်အောင်လေရှိမစကားရပြောရတာတမီးကြီးညောင်းနေမှာပေါ့လာဝင်ထိုင်လာသူအိမ်နဲ့ဝင်လိုက်တာဒီမှာဖွားပါလားဖွားနေကောင်းရလားဖွားနေကောင်းရလားဖွားလေကျမကြီးဆိုင်အောင်နော်ဖွားရပါရဲ့ဖွားကျမပြီးသားပါတမီးပဲကြီးဆိုင်နော်မီးလေးမှာဖွားမီးလေးကြိုက်တဲ့ဟိုဟာလေးဝယ်လာရဲ့တလားအဲ့ဒါဝယ်လာရဲ့တမီးကြိုက်မီးလေးကြိုက်တယ်လေဖရဲတီလေးနဲ့လေနောက်ပြီးတော့လေမီးလေးကြိုက်တဲ့ဖွားကဖားပန်းကပါဝယ်လာသေးတယ်မီးလေးဖွားကလည်းတမီးကအဲ့လောက်ထိတယ်ဟောဖြစ်ပါဦးတမီးကဖရဲတီဆိုရပါရဲ့ဖွားရဲ့ဖွားနဲ့အောင်စကားကြီးပြောနေခဲ့ကြပါရဲ့โอเคဒီမှာဖွားဒီမှာထိုင်ခိုင်းလိုက်မယ်ခင်ရဖွားဒီမှာထိုင်နော်မှလည်းတငယ်ချင်းမရှိပါဘူးပေါ့နော်ချူးမှလည်းတငယ်ချင်းမရှိဘူးကဲတငယ်ချင်းခေါ်လိုက်ပါအောင်မယ်ကွာချူးမှလည်းတငယ်ချင်းမရှိဘူးပေါ့နော်နေရာလုံးလို့ပေးချင်ပါရဲ့ကဲဖိုးနဲ့ဖွားကိုနှိပ်ပေးလိုက်မယ်အခုမှဆိုးရောက်လာပြီချူးတငယ်ချင်းဆိုးကဲလာโอเคဒါဆိုချူးရဲ့တငယ်ချင်းဆိုးပဲဖြစ်ပါချူးသူနဲ့ခေါ်လိုက်ကြပါနော်ကဲလာမီနာလာမီနာကိုကြာရောရဖိုးဒီမှာဒီမှာဟိုလုပ်ပေးလိုက်ရောနှိပ်ပေးလိုက်အေးနင်ရတော့လေကွာငါတို့ခေါ်နေရပဲဟာပါကွာ21ရက်လေးနင်တို့လေကုလူရအောင်အေးပါငါလည်းလုပ်ပေးလိုက်ပါမယ်ငါတော့ချူရဖိုးနှိပ်ပေးရနေကွာဒါပေမဲ့လေ21ရက်လေးဆိုတော့ကုလူရအောင်ကွာဘာပဲဖြစ်ငါအဖိုးနှိပ်ပေးရငါအဖိုးအောင်ဖြစ်တယ်ချူရဖိုးနှိပ်ပေးရလေကောင်းပါလေကွာချူရဲ့တငယ်ချင်းမိနာတော့သူကကျန်းတိုင်းနေခဲ့ပါရဲ့ငါတို့ကျန်းတိုက်ရတယ်ဒါပေမဲ့ငါကျန်းတိုက်တာမကြိုက်ပေမဲ့ကုတူရရပေါ့ကွာဘာပဲဖြစ်ချူရဲ့အဖိုးပါပဲဘာမှဖြစ်ပါဘူးငါတို့ကငါအဖိုးလည်းအဲ့လိုလုပ်ပေးရအောင်မယ်ကွာငါလည်းတခုမှလည်းကုတူမရအောင်အိမ်ထဲမှာပဲဂိမ်းထိုင်စော့နေရလေးလေအဖိုးဝါးတွေကိုကူညီကကုတူယူနေကြကြပါရဲ့ကဲတငယ်ချင်းတို့ရော21ရက်နေ့မှာဘာလုပ်ကြလဲကုတူလုပ်ကြတာအဖိုးဖွားရောကောင်းချော်ပေးကြလားအင်ရမိပါရောစမင်းဖြူငွေးဖြစ်ဝိုင်းဝန်းကူညီပေးကြလားရှင်โอเคအဲ့ဒါနဲ့ရချူတဲ့ဖွားကိုနေခဲ့ပေးခဲ့ပါအဲ့ဒါနဲ့ညလည်းပူမုံချုံလာခဲ့ပါအဲ့ဒါနဲ့ချူကိုပြန်ချင်းကိုရောက်လာခဲ့တာပေါ့ဖွားကတူပြီးတော့ငါယူလက်ချင်းလေးကိုဒီနားမှာထားလိုက်ပါအောင်မယ်ကွာချူတဲ့ချင်းစုံမဟုတ်ဘူးပေါ့နော်ဖွားကိုကတော့ပဲဖြစ်ပါတချင်းကျတော့မဟုတ်တချင်းကျတောင်မရောက်လေပါဟင်းဒါတော့ချူတိုင်းပဲပေါ့နော်အိမ်ရမေရဲ့အဲ့လိုမျိုးဖြစ်တာပေါ့ကဲကတော့လိုက်ကြအောင်နဲ့တူလေအဖွားနဲ့ဘိုးဘွားနဲ့ကလည်းသူ့မိလေးကိုစုတောင်းပြီးစုပေးနေခဲ့ပါရဲ့အဲ့ဒါနဲ့သူ့အဖွားလည်းစုတောင်းပြီးစုပေးနေခဲ့ပါချူစကားမှာပါလို့ရှိရင်လည်းခွင့်လုပ်ပြပါနော်ချူစုတောင်းအောင်ဖြစ်သွားစုပေးနေခဲ့ပါချမ်းသာပါစေမိနေဖြစ်ပါစေသူ့ဘာလဲစုတောင်းပေးနေခဲ့ပါအဲ့ဒါနဲ့တို့ရလည်းလာစုတောင်းခဲ့ကြပါရဲ့အဲ့ဒါနဲ့တို့အလုံးဘိုးဘွားကိုကြောနေခဲ့ကြပါရဲ့ဘိုးဘွားရလည်းစုပေးနေခဲ့ကြပါရဲ့နဲ့ချူရဲ့အိမ်ပြန်ချင်းကိုရောက်လာခဲ့ပါရဲ့ကဲတငယ်ချင်းနေရတော့ဒီတိုင်းမျိုးကဲချူလေးစတောင်းလိုက်ပါဦးမယ်ကွာရှိတ်ကမီကတောင်းလိုက်ပါဦးမယ်ကွာယောငါမရှောင်းနေမိလားဆိုကဲအဲ့ဒါလည်းယူ
အောက်ကိုရောက်ပါဘောနော်ကဲချူးလဲပြန်ချိန်လဲရောက်ပါပြီဒီနေ့ဗီဒီယိုလေးခဏဒီနေ့ကတော့ချူးပြန်ချိန်ရပါပြီကဲသွားလိုက်ရအောင်ကြံချိန်ရပါပြီကဲသွားမယ်ကဲချူးပြန်ချိန်ရပါပြီပါလီရှော့โอเคချိုးမှာဒါလေးရေချိုးမယ်ပေါ့နော်ချင်းပြန်လာရေချိုးရယ်ပေါ့နော်ချိုးอ่ะတရားရမဖြစ်တော့ကဲချင်းချိုးမယ်ရေချိုးပြီးအင်ကြီးတွားလဲမယ်ဒီအင်ကြီးပဲနဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်